အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒူရီကိုလင်း YouTube channel လေးရနေပြီးတော့ကိုကူမတွေကိုပြန်လဲကြိုဆိုလိုက်ပါဗျာနော်ကဲကိုကူမတွေကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓဖူးနေ့12ရက်3လ2025ဗုဒ္ဓဖူးနေ့အတွက်ကိုလုံးဝ share over မဲ့ share ပေါက်သီးလေးတွေနဲ့ share over ကလေးတွေကိုကျွန်တော်မျှဝေတော့ပေးမယ်ဒါကြောင့်မလို့ဝါသနာတူအကြိုက်တူတယ်ဆိုတဲ့အကူမများတိုင်းကကျွန်တော်ရဲ့ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်သွားပေးကိုကူမတွေအတွက်ဘေး900 1000ကိုကုံမသမျောလို့မကြည့်ကျင်တဲ့အကူမများတိုင်းကတော့ထွက်သွားပေးဖို့ဗျာနော်900 1000မကကျွန်တော်ကအကျိုးရှိအောင်ကြိုးစားထားတဲ့ share over မဲ့ပတ်သီးလေးတွေ share over မဲ့ main quest ကလေးတွေကိုကျွန်တော်ကအကောင်းဆုံးကြိုးစားပြီးတော့ရွေးချယ်ထားတယ်နော်ဒါလေးကိုလုံးဝအစစ်ပြေစေခြင်းနဲ့ရစေခြင်းလို့ကျွန်တော်ကလာရောက်မျှဝေပေးတာကျွန်တော်တို့စေတနာကောင်းရင်ကံကောင်းမယ်စေတနာတွင်အကျိုးပေးမှာဗျာနော်ကိုမားရီအတွက်ကိုကျွန်တော်လုံးဝရှုံးထားတဲ့အကူမများတိုင်းအခုမှမြင်တယ်အခုမှတွေ့တယ်ဆိုတဲ့အကူမများတိုင်းကလည်းကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ကသိရင် channel လေးကို subscribe နှိပ်ပြီးတော့ဘေးက Nobel ခေါင်းလောင်းလေးကိုလည်းတီးထားဗျာနော်နှိပ်ထားလိုက်မယ်ဆိုရင်ကိုအကူမတွေတူတီနဲ့ပတ်သက်တဲ့အရာတိုင်းဗီဒီယိုတိုင်းကိုကိုကူမတွေတွေ့ရှိရမယ်သိရှိရမယ်ကျွန်တော် like လွှင့်တဲ့အခါမျိုးတိုင်းကိုလည်းတွေ့ရမယ်ဗျာနော်လူဟောင်းအကူမများကလည်းမ share သေးတဲ့အကူမများတိုင်းကလည်း share လို့ရတဲ့နေရာလေးမှာမျှဝေပေးပါနော်အကုန်လုံးကိုမေတ္တာရက်ခံပါတယ်ကိုကူမတွေရှိရကျွန်တော်လိုချင်တာဆိုရင်တော့ဒါလေးတစ်ခုပါပဲကိုကူမတွေရေရှည်လက်တွဲလာတဲ့အကူမများတိုင်းကတော့သိမှာပါဗျာနော်ကိုလင်းကဘာတွေကိုကူမတွေရှိရမျောလင်းလဲဘာတွေတောင်းနေဆိုတာအောင်နော်ဒါကြောင့်မလို့အကုန်လုံးကိုကျွန်တော်ကရစီခြင်းလို့စေတနာတစ်ခုတည်းနဲ့လာရောက်မျှဝေပေးတာအကုန်လုံးကိုလည်းကိုလိုပဲဝါသနာတူလို့လုံးဝထိထိမိမိရစီခြင်းနဲ့ဗျာမနှက်ပြန်ဗုဒ္ဓဖူးနေ့လိုမျိုးမှာကိုမပေါ့ရင်တော့ကိုအကူမတွေကိုအကြောင်းနဲ့ကိုပေါ့နော်မယုံကြည်လို့လိုက်မစောတဲ့အကူမများတိုင်းကတော့မရဘူးပြောမရဘူးပေါ့ဗျာနော်အခုကျွန်တော်ဆိုရင်တနင်္လာနေ့မှာလုံးဝအဖွင့်လှအောင်ကြိုးစားပေးခဲ့တယ်အင်္ဂါနေ့မှာတော့လွဲချော်သွားတယ်ဗျာဒါကတော့ကျွန်တော်မှန်တယ်ပဲမှားရင်မှားတယ်ပဲကျွန်တော်မှန်ပါတယ်ဆိုပြီးတော့လဲကျွန်တော်ဂုံမစားဘူးကိုကူမတွေကိုကျွန်တော်စစဦးတည်းပြောခဲ့တယ်အမှားအမှန်ရှိတယ်ကျွန်တော်ကြိုက်တဲ့နေလေးကြရင်ဂယူးတစ်ဆိုင်ကနဲ့အကြိုက်ဆုံးလေးတွေရွေးပေးတယ်လွဲချော်တဲ့နေလေးလည်းကိုကူမတွေတီးခံပြီးတော့နားလေးစေခြင်းတယ်လို့ကျွန်တော်တခါလေးပြောပေးထားတယ်နော်ကိုကူမတွေဒါပေမဲ့မနှက်ဖြတ်မှာတော့လုံးဝအားကောင်းတယ်ကိုကူမတွေကိုလင်းကိုယုံကြည်လို့လိုက်စောတဲ့အကူမများတိုင်းကတော့ကျွန်တော်တို့မနှက်ဖြတ်မှာတော့လုံးဝအဆင်ပြေစေရမယ်အောင်ပွဲခံနိုင်ရမယ်နော်ဒါကလည်းကျွန်တော်ဗုဒ္ဓဟူးနေ့လေးကိုလုံးဝပွဲတိုင်းအောင်မြင်နေလို့ဒါလေးကိုပြောတာနော်ယုံကြည်လို့လိုက်စောတဲ့ကိုမများတိုင်းကတော့ရမှာပါဗျာနော်မယုံကြည်လို့လိုက်မစောရင်တော့မရဘူးပေါ့ဒါကတော့ကိုเจ้าနဲ့ကိုပေါ့မနှက်ဖြတ်ကိုကျွန်တော်ပတ်သီးတစ်လုံးကိုလည်းရွေးချက်ပေးမယ်နော်ပတ်သီးနှလုံးကိုမှကိုယ့်ကိုယ်မှပတ်သီးအဓိကစောမယ်ပတ်သီးတစ်လုံးမနှက်စေးအတွက်ကိုပတ်သီးတစ်လုံးနဲ့ share over မဲ့ main quest တွေကိုကြိုးစားပေးထားတယ်ဒါလေးကိုကြည့်သွားနော်ကျွန်တော်ကအပြောသမားလားလက်တွေ့သမားလားဆိုတော့အခုမှမြင်တယ်အခုမှတွေ့တယ်ဆိုတော့အခုမှများတိုင်းဝင်ကြည့်သွားကျွန်တော်ရဲ့ channel ထဲမှာလည်းကျွန်တော်တင်ထားတဲ့အရှိရဗီဒီယိုလေးလည်းရှိတယ်နော်ကျွန်တော်ကကိုယ့်အကူမတွေမြူဆွဲတာလည်းမဟုတ်ဘူးရစေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့လည်းကျွန်တော်ပြောနေတာကိုကူမရဲ့မနှက်ပြန်ကိုလုံးဝအဆင်ပြေစေရမယ်ဗျာနော်ကျွန်တော်တို့မနှက်ပြန်ဗုဒ္ဓဖူးနေ့ကိုကြပွားရင်ကိုအကူမတွေနှောက်တဲ့ဇာရုပ်ပတ်သီးကိုလိုက်ရဲတယ်ဆိုတဲ့အကူမများတိုင်းကလည်းကောမန့်မှာမှတ်ထားခဲ့ကျွန်တော်2ရက်အတွင်းကိုမဖြစ်မနေကြရမယ်ပတ်သီးတစ်လုံးလုံးဝချပေးမယ်ကြာတာပရိတောက်ကြ2ရက်အတွင်းကိုပွဲတိုင်းလေးကြာနေလို့ဒါလေးကိုကျွန်တော်ပြောချင်တယ်အဓိကကြီးပဲပြီးတော့ဘာလို့ဆိုပတ်သီးဆိုတာတော့ကိုအကူမတွေသိပါတယ်ကျွန်တော်က100ခန်းအမခံပြီးတော့ပဲပေးတာကိုအကူမတွေကိုထိုးရဲအောင်အစင်ပြေအောင်ရစေခြင်းလို့ကျွန်တော်ကပြောတာနော်ပွဲတိုင်းလဲကိုကူမာတွေဗုဒ္ဓမကျော်ဇာတို့ပတ်တီးရလဲပွဲတိုင်းအောင်မြင်တယ်အခုလဲကြာတာပတိတောက်ကြ2ရက်အတွက်ကိုလဲကျွန်တော်မနှက်ဖြန်မှာပြန်လဲပြီးတော့ပြောပေးမယ်နော်ပတ်တီးကိုဇာတို့လိုက်ရဲတယ်ဆိုတဲ့အကူမာများတိုင်းမနှက်ဖြန်ကြာတာပတိတောက်ကြ2ရက်အတွင်းကိုလုံးဝအားကောင်းတဲ့ပတ်တီးတစ်လုံးချပေးမယ်ကိုကူမာတွေဒါလေးကိုသိကျင်နေဆိုရင်တော့ comment မှာမှတ်ထားခဲ့လိုချင်နေဆိုရင်လဲ comment မှာမှတ်ထားခဲ့နော်ကျွန်တော်ကိုဖုန်းခေါ်ဆိုလို့လဲရရင်နော်ကိုကူမာတွေဘေးတစ်ချက်ကြုံပေးစရာမလိုငွေတစ်ချက်ကြုံပေးစရာမလိုဘူးเนาะကိုအကူမတွေစေတနာရှိလို့မဟုတ်ပေးတဲ့အကူမများတိုင်းကိုတော့ကျွန်တော်ကတော့အများတန်းကြိုဆိုတယ်အများတန်းလဲဝမ်းသာတယ်ဗျာเนาะကိုအကူမတွေကိုလည်းဒီတက်မကကျွန်တော်အောင်မြင်အောင်ကြိုးစားပေးခြင်းတယ်ကိုအကူမတွေကလည်းကျွန်တော်ကိုမဟုတ်ပေးလို့ဒီထက်မကလည်းပေးနိုင်ပါစေလို့ကိုလင်းကအများတန်းဆူတောင်းပေးနေเนาะမနေ့ကပတ်သီးလေးမှရင်ကိုအကူမတွေအကုန်လုံးကိုဝမ်းသာသွားတယ်ဗျာเนาะကျွန်တော်လည်းပီတိဖြစ်ရတယ်ကိုအကူမတွေကိုကျွန်တော်စေတနာနဲ့ကူညီတာကိုကူမာရီကလည်းကျွန်တော်ရဲ့စေတနာကိုနားလည်လို့ပြန်လဲပြီးတော့တုတ်ပြန်တယ်ဆိုတဲ့အတွက်ကျွန်တော်ဝမ်းသာပါတယ်တကယ်ပီတိဖြစ်ရပါတယ်ဗျာနော်ကျွန်တော်ကိုဖုန်းခေါ်ဆိုခြင်းနဲ့အကူမများတိုင်းကတော့မနှက်ပိုင်းနဲ့ကျွန်တော်ထင်ထားတဲ့
လုံးမိုင်လေးထွက်သွားခဲ့မယ်ဆိုရင်ညနေပိုင်းကိုကူမာကြီးကျွန်တော်ဒီမှာပြန်ပြီးတော့မတင်ပေးတော့ဘူးညနေပိုင်းကိုစော့ကျင်တယ်ဆိုတဲ့အကူမများတိုင်းကကျွန်တော်ဖုန်းနံပါတ်ကလေးကိုတေချာလေးမှတ်တာဝါသနာတူအကြိုက်တူလို့ရင်စော့ကျင်တယ်ဆိုတဲ့အကူမများတိုင်းကိုရည်ရွယ်ပြီးတော့ပြောတာနော်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးက3992698329နော်3992698329ပါဗျာနော်ကိုကူမာကြီးဗီဒီချက်ပေးစရာမလိုငွေတစ်ချက်ပေးစရာမလိုဖုန်းလိုချင်မှဖုန်းခေါ်ယူမလိုချင်မယူနဲ့နော်ကျွန်တော်ကစေတနာနဲ့ပဲပေးတာစေတနာနဲ့ပဲမျှဝေတာကိုကူမာကြီးစေတနာနဲ့ပေးတဲ့ဟာကိုပဲကျွန်တော်ကလက်ခံတယ်နော်နားလဲတယ်ဒါလေးကိုပဲကျွန်တော်အဓိကပြောချင်တာကဲကိုကူမာကြီးမနှက်ဖြန်12ရက်အတွက်ကိုလုံးဝအားကောင်းတဲ့ဝမ်းချင်းတစ်စုံကတော့1ပိုင်း6ပိုင်းပါဗျာနော်1ပိုင်းလေးလည်းအားကောင်းတယ်6ပိုင်းလေးလည်းအားကောင်းတယ်ကိုကူမာကြီးကကိုကြိုက်နှစ်သက်ရလေးကိုယူဆော့နော်ကိုမှရရှိတဲ့လုံးဝအချင်းလေးရှိမှဆိုရင်1ပိုင်း6ပိုင်းလေးနဲ့ဆော့နော်အဓိက main ပတ်တီးကတော့ကျွန်တော်ပြောချင်တာကတော့1ကအဓိက main ပတ်တီးပါဗျာနော်1နဲ့ပတ်သက်လာရင်ကိုကူမာကြီးတင်ထိုးရမှာ13ရ14 15ဗျာနော်1နဲ့ပတ်သက်လာလို့တင်ထိုးရမှာကအဓိက main ကွက်တွေက13 14 15နော်6ပတ်သီးလေးကတော့အရန်ပတ်သီးလေးပေါ့ဒါမနက်ပိုင်းနဲ့မှဆိုရင်ကျွန်တော်ပြောတာနော်မနက်ပိုင်းနဲ့မှအဓိကတင်ဆော့ရမှာကိုကူမာတွေက1ပိုင်းနော်1ပိုင်းနဲ့13 14 15ဒီ3ကွက်ကိုအဓိကထားပြီးတော့ဆော့စေခြင်းတယ်နော်6ပတ်သီးလေးကတော့ကိုကူမာတွေစန္ဒရှိရင်ပတ်စန္ဒမရှိရင်ပတ်နဲ့ကိုမှရရှိတဲ့လုံးမအချင်းတွေရှိမယ်ဆိုရင်တော့6ပိုင်းလေးနဲ့လည်းတွဲဆော့ပါဗျာနော်1ပိုင်း6ပိုင်းကလုံးဝအားကောင်းတယ်ကျွန်တော်ကမနက်တစ်လုံးညနေတစ်လုံးကြမယ်လို့တော့ထင်တယ်ဗျာနော်ဒါကြောင့်မလို့လဲကျွန်တော်အဓိကပြောချင်တာမနက်ပိုင်းထဲမှာဆိုရင်ကိုကူမာတွေ1ကိုအဓိကထားပြီးတော့ဆော့ညနေပိုင်းထဲမှာဆိုရင်တော့6ပေါ့ဗျာနော်အရင်တစ်ခါလို့39တကွက်ကောင်းမနက်ညနေဈေးဆိုပြီးတော့ပေးထားခဲ့ပြီးတော့မနက်ဈေးထွက်သွားတော့လဲကံပေါ့အဲ့ဒါကြောင့်ကိုကူမာကြီး6နဲ့ပတ်သက်ပြီးတော့လဲကျွန်တော် main ကွက်ကလေးရွေးပေးထားတယ်6နဲ့ပတ်သက်လာရင်63 64 65 61 6နဲ့ပတ်သက်လာလို့တင်ထိုးရမယ့်ကဏ္ဍလေးတွေက63 64 65 61နော်63 64 65 61ဖြစ်ပြီးတော့1နဲ့ပတ်သက်လာရင်တော့လုံးဝအားကောင်းတယ်ဗျာနော်ကျွန်တော်ကတော့1ကိုအကြိုက်ဆုံးမှမနှက်ဖြန်ပါနော်မနှက်ဖြန်12နာရီဈေးတစ်ချိန်စာအတွက်ပဲကျွန်တော်ပြောတာညနေဈေးကတော့ကိုယ့်ကူမတွေစန္ဒရှိရင်တော့ထက်စောစန္ဒမရှိမစောနဲ့ကျွန်တော်ကညနေဈေးကိုဒီညနေ3နှစ်လို့ပဲကျွန်တော်ကတင်ပေးထားတော့ကတော့16အချိန်မှန်ပါတယ်ကျွန်တော်မနေ့ကတင်ပေးထားရလဲအင်္ဂါနေ့အတွက်ကို1ပိုင်း6ပိုင်းလေးနဲ့တင်ပေးထားတယ်ဒါပေမဲ့မနက်ပိုင်းနဲ့မှာကျွန်တော်6ပိုင်းလေးနဲ့တွဲပြီးတော့ပေးလိုက်တယ်6 9ပါပါတယ်ဒါပေမဲ့ထွက်သွားတာ9 5ဆိုပြီးတော့ထွက်သွားပြီဗျာနော်ကျွန်တော်တို့ဒပွင့်နဲ့ခံလိုက်ရဒီညနေပိုင်းမှာဆိုရင်တော့ကျွန်တော်က3ပိုင်းလေးရတယ်3မိုင်လေးရပြီမဲ့ဒါပေမဲ့3နှစ်ကိုကျွန်တော်မထည့်ပေးတော့ဘူးဗျာနော်3နှစ်ကိုထည့်ပြီးတော့ကျွန်တော်36တို့3ခုတို့31တို့ကျွန်တော်ထည့်ပေးလိုက်တယ်နော်အဲ့ဒါလေးကြောင့်လွဲချော်သွားတယ်ဒါပေမဲ့မနှက်ဖြန်ကိုတော့လုံးဝအဆင်ပြေစေရမယ်မနှက်ဖြန်ကိုလည်းကိုယ့်အကူမတွေကလုံးမိုင်တစ်လုံးနဲ့မိန်း3ခွက်ကိုညှက်နေစင်းမှာထိထိမိမိထိုးရမယ်ထိပ်စီးနောက်ထိုင်လေးပါအပိုင်လေးနဲ့ရမယ်ဗျာနော်ကျွန်တော်တို့ဒီညှက်နေဆိုရင်လည်းနှစ်လေးကိုနောက်ထိုင်လေးရှိတယ်ဒါပေမဲ့ကျွန်တော်ကမကတ်တော့ဘဲနဲ့ထားရတယ်နော်တိတ်မကြိုက်လို့ဆိုပြီးတော့မနေ့ကဖောက်ထားလို့ဗျာအဲကြောင့်အဲ့ site ကလေးပြောင်းဝင်မယ်ဆိုရင်တော့ကျွန်တော်မနှက်ဖြန်ကိုလည်းလုံးဝထိပ်စီးနောက်ထိုင်အသေးလေးနဲ့ထိုးရမယ်ထိုးကျင်တဲ့အကူမများတိုင်းကဖုံးခေါ်ယူကိုယ့်အကူမတွေရဲ့ဗီဒီချက်ပေးစရာမလိုငွေတစ်ချက်ပေးစရာမလိုအဆင်ပြေစီကိုယ့်အကူမတွေအဆင်ပြေရင်ပဲကျင်နေပြီနော်ကျွန်တော်ပြောတာမှတ်မိတယ်နော်မနက်ပိုင်းထဲမှာဆိုရင်1ပိုင်းနော်1ပိုင်းဟိုမှာ13 14 15အဓိကတင်ထိုးဇာတူလေးအားထုတ်ပြန်နော်မနက်ပိုင်းကိုညနေပိုင်းမှာဆိုရင်တော့ညနေပိုင်းနေမဟုတ်မနက်ဈေးမှာတင်ပဲ63 64 65 61ကိုလည်းကိုယ့်အကူမတွေစန္ဒရှိသလောက်စော့တာနော်ကဲဒါလေးကိုအဓိကလာပြောတာပါဗျာနော်ကြာလာပတိတောက်ကြ2ရက်အတွင်းကိုလည်းကိုယ့်အကူမတွေရှက်ပတ်တီးနဲ့ရှက်ဩကွက်လိုချင်တယ်ဆိုတဲ့အကူမများတိုင်းကလည်းဖုံးခေါ်ဆိုယူကောမန့်မမှန်ထားခဲ့နော်ကျွန်တော်ကြာလာပတိနေ့တင်နေမှာကိုယ့်အကူမတွေကြာလာပတိတောက်ကြ2ရက်အတွက်ကိုမဖြစ်မနေလိုက်ထိုးရမယ်တရားရန်ကုန်ထွက်ရှိမယ်ဇာတို့ပတ်တီးတလုံးကိုလည်းကျွန်တော်ရွေးချက်ပြီးတော့မျှဝေသွားပေးမယ်ကဲအားလုံးမပိုင်းပါနော်ကိုလင်းရဲ့အမြဲတမ်းယုံကြည်တဲ့အမြဲတမ်းချစ်ခင်အားပေးတဲ့ဆိုတဲ့အမာခံပိတ်တဲ့အကုန်လုံးကိုလင်းကဒီထက်မကအောင်မြင်အောင်ကြိုးစားမှုတွေပေးပြီးတော့ဒီထက်မကအမြဲများကြံအောင်လို့ကြိုးစားပေးပါမယ်လို့ပြောရင်းနဲ့ပဲကိုမရဲ့ဒီနေ့ဒီချင်းအစားလို့လူမှုရေးစီးပွားရေးကျန်းမာရေးအဆဆရဲ့အဆင်ပြေအောင်မြင်ကြပါစေနော်အသက်ရှူတိုင်းငွေတွေဝင်ပါစေလို့ကိုလင်းကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးကိုပန်းပင်ပါ